အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဆက်ကြိမ်အတွက်ကိုတင်ဆက်ပြသပေးဦးမှာဖြစ်ပါတယ်ကျွန်တော်10ကြိမ်တော့ဒါပြန်ကြား site တွေတွေ့ပါလေနဲ့မှန်ပါတယ်မှာပြန်ကြဦးကျွန်တော်တို့သုံးမထားဘူးပေါ့ခြေပေါင်းလေးတော့ကင်နေနောက်ပိတ်နှစ်ကိုဆွဲကင်တဲ့အတွက်ကျွန်တော်မပေါက်ခဲ့ရဘူးပေါ့ဒါပေမဲ့အဆုံးရှိရင်စံချိမယ်လို့တစ်ချိန်ချင်းတော့လိုပါလိမ့်မယ်အခုပါလဲကျွန်တော်အနေနဲ့တကွက်ကောင်းမျှဝေပေးအောင်မှာဖြစ်ပါတယ်အနာများရင်တော့အနာယူတတ်ကြတာလူတဘောပါပေါ့အဲ့ဒီချိန်ခါမှာခြေကနန်းဟာတဲ့တူတတ်တယ်ပေါ့ကျွန်တော်တော့ကျွဲမချော့ပါဘူးအဲ့တော့ဒီဆက်ကြိမ်အတွက်ဖြစ်စဉ်တွေကိုကျွန်တော်အနေနဲ့တင်ပြပေးအောင်မှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့တတိယအုပ်ကွက်ထဲမှာကျွန်တော်အနေနဲ့မှန်ပါသုံးမှာဖြစ်ပါတယ်အဲ့ဒါဒီမှာ3ညထိတ်6ပိတ်ဆိုပြီးပေါင်းချင်း9လို့ရိုက်တယ်ပေါင်းချင်း9ရိုက်ပြီးတော့ဒီက3ပရိတ်နဲ့ဒီ7ပရိတ်နဲ့ပေါင်းချင်းဒီ1ဒါ3မိနစ်ပြ4ပင်ကျော်လေးဒီမှာလဲ9ဆိုပြီးတော့ရိုက်တယ်9လို့မတ်တက်ရိုက်ပြီးမှဒီပရိတ်2ခုပေါင်းချင်း1ပရိတ်နဲ့9ပရိတ်နဲ့ပေါင်းချင်းဒီ3ညတစ်ပြီးတော့3ညပေါ့ဒီမှာဒုတိယတတိယကန်နေနဲ့162လို့ရိုက်တယ်9မတ်တက်ရိုက်ပြီးတော့ဒီ3ပရိတ်နဲ့6ပရိတ်နဲ့ပေါင်းချင်းဒီ9လို့ရတယ်1 3ည9မတ်တက်ပေါ့လူ9ဖြစ်ပြီးမှဒီနှစ်ခုပေါင်းချင်း1ဒီလို9ဖြစ်ပြီးမှဒီပရိတ်နှစ်ခုပေါင်းချင်း3ညဒီလို9ဖြစ်ပြီးမှပရိတ်နှစ်ခုပေါင်းချင်း9 1 3ည9ဆိုပြီးအလိုရိုက်တာပေါ့9ဒီအစားလူ9 3ချစ်ပေါင်းချင်း1ဒီလို9ပရိတ်နဲ့1ပရိတ်နဲ့ပေါင်းချင်း3ညဒီလို3ပရိတ်နဲ့6ပရိတ်နဲ့ပေါင်းချင်း9ဆိုပြီးတော့1 3ည9အဲ့လိုသွားပြီးတော့ကျွန်တော်တို့ဒီဘက်မှာ9နောက်ပိတ်လို့စဝင်တယ်9နောက်ပိတ်လို့စဝင်ပြီးတော့နောက်ပေါင်း1စောစောဟာပြန်ဖြည့်ရအောင်အဲ့ရတနေ့3နှစ်4နှစ်မှာ9နောက်ပိတ်လို့ဖြစ်တယ်အဲ့လိုဖြစ်ပြီးတော့နောက်ပေါင်း1ပြီးတော့နောက်ပေါင်း3ညတနေ့2နှစ်3နှစ်4နှစ်မြောင်9နောက်ပိတ်ဒီမှာဖြစ်ပြီးတော့နောက်ပေါင်း9ဆိုပြီးတော့9နောက်ပိတ်ဒီမှာ9နောက်ပိတ်နောက်ပေါင်း1 9နောက်ပိတ်နောက်ပေါင်း3ည9နောက်ပိတ်နောက်ပေါင်း9ဆိုပြီးတော့1 3ည9ဒီမှတ်တတ်နဲ့ရောပြန်ဖြည့်တာပေါ့အဲ့လိုပြန်ဖြည့်တဲ့နေ့ရဲ့ဖြစ်စဉ်လေးပေါ့အဲ့မှာဒီ9နောက်ပိတ်နောက်ပေါင်း1ရဲ့အောက်မှာရောခဏန်းတစ်ကွက်ဖြစ်ထားတယ်ပေါ့ပထမကွက်အနေနဲ့ကျွန်တော်တို့ဒီမှာ9-6ခွန်လို့ရိုက်တယ်အဲ့ဒီလို9ဖြစ်ပြီးတော့ဒီလို3ချစ်3ပရိတ်7ပရိတ်ပေါင်းချင်း1လို့ရိုက်တယ်ဒီရဲ့4ချိန်မှာ2ထိပ်3ထိပ်6ထိပ်ဆိုပြီးတော့1မှတ်တက်ရိုက်ထားတယ်ပေါ့ဒီဘက်မှာလည်းဒီလို9ဖြစ်ပြီးတော့9ပရိတ်နဲ့1ပရိတ်နဲ့3ညဖြစ်တယ်အဲ3ညဖြစ်ပြီးတော့4ပရိတ်4ချိန်မှာ6 8ခွန်1လို့ရိုက်တယ်ဒီလို9လို့ဖြစ်ပြီးတော့3 6ပေါင်းချင်း9လို့ရိုက်တယ်ပေါ့အဲ့လိုရိုက်တဲ့အမှ4ချိန်မှာ6 8ခွန်1လို့မတ်တက်ပြန်ရိုက်ထားရပေါ့ဒီ1တွေပေါ့အဲ့လိုမတ်တက်ရိုက်တာပေါ့ဒါလေးကတော့ကျွန်တော်တို့ site ကိုသွားလာယူပြရတာပေါ့အဲ့လိုဖြစ်ပြီးတော့ဒီနောက်ပေါင်း1 9နောက်ပိတ်နောက်ပေါင်း1ရဲ့9နောက်ပိတ်နောက်ပေါင်း1ရဲ့အောက်မှာကဏ္ဍတစ်ခွက်ကဒီမှာ9-6ခွန်လို့ထွက်ထား9-6ခွန်လို့ထွက်တဲ့အခါမှာသူကဘယ်လိုထွက်တယ်လဲဆိုတော့အဲ့ဒီ1တွေကိုမှဒီပရိတ်3ခုပေါင်းရင်ဒီပရိတ်ခွန်ဒီပရိတ်3ဒီပရိတ်1ပေါင်းရင်ခွန်3 1လို့ရိုက်တဲ့ဘေးမှာဒီ9-6ခွန်ကထွက်တယ်အဲ့လိုထွက်မှကြမှာလဲသူ့ရဲ့ဘေးမှာ9ပရိတ်ဆိုတာကြာထားတယ်
ဥပဒေတပင်ကြောင့်မှာခွာကိုလို့ကြပြီးမှဒီ96ခွန်ထွက်တာအဲ့ဒီ96ခွန်ဘယ်လိုထွက်တယ်လဲဘယ်အကနန်လဲဆိုတော့အဲ့ဒီ96ခွန်ကကျွန်တော်တို့ဒီစောစောကိုဖြစ်တဲ့အောက်က339လို့ဖြစ်ပြီးတော့ဒီနှစ်ခုပေါင်းတဲ့ဒီ9ဖြစ်တဲ့အောက်ကနှစ်ထဲကကနန်တစ်ခွက်ထွက်တယ်ပေါ့ဗျာခွန်96ပေါ့96ကနှစ်ခါတော့ထွက်ထားတယ်အဲ့တော့အဲ့ဒီကနန်ကထွက်တဲ့အခါမှာဒီခုနောက်ပြီးတစ်ပရိအောင်မှာထွက်တဲ့အခါမှာဒီလိုတစ်လို့လည်းခွေပြီးဒီ9လို့လည်းရိုက်ပြီးဒီခွာ9လို့လည်းတပင်ကျော်ရိုက်ပြီးတဲ့အခါမှာခုတော့139မတ်တက်သွားမယ်ပေါ့139မတ်တက်သွားမယ်ပြီးရင်သူဖြစ်စဉ်တစ်ခုကဒီ9ထိပ်က9ထိပ်လို့ဆင်းတယ်ဒီ6က6ခါလို့ဆင်းတယ်96အတွဲအဲ့လိုတွဲပြီးမှစီနီယံတစ်ကွက်ကိုလာ96ခွန်အဲ့လိုမလာဘဲနဲ့သူကဒီခွန်3တစ်လို့ဖြစ်ပြီးမှဒီထက်ကပရိနဲ့ဒီခွန်ပိနဲ့ပေါင်းရင်တစ်ကိုမတ်တက်ယူရတာလား96ခွန်ဆိုပြီးတော့အဲ့မှာတော့ထပ်တယ်ရှောက်က2026မှာတော့ကျွန်တော်တို့ခဏန်း3ခွက်ယူလို့ရတယ်အဲ့တော့မှ139နဲ့လိုက်မယ်ဆိုရင်96 31တိပြီးတော့3ပြီးတော့9ဆိုပြီးတော့3ကတ်စီနေလာဟုတ်အဲ့တော့ဒီခွန်31ကိုမှလည်းခါဒီ9ဘိတ်1ဘိတ်9ထိပ်နဲ့ပေါင်းရင်လည်း1လို့ရိုက်ပြီးတော့96တွဲအငိမ်ပေါ့ဗျာအဲ့ဟောမှာ96ခွန်လို့သူကပို့သွားတယ်ဒီလိုပဋိပို့တာလားဒါမှမဟုတ်စီနီယံပို့တာလားအဲ့လိုဝေခွဲမရဖြစ်တယ်ပေါ့အဲ့မှာဒီ9ထိပ်က9ထိပ်ကြတယ်6ဘိတ်က6ခါနဲ့96အတွဲဒီပေါင်းရင်1လို့ဒီ1ခွေကိုမှဒီ1လို့ဖြတ်တယ်ဒါအောင်မှ1လို့ရိုက်တယ်139စီနီယံနဲ့ဒီ3ခုပေါင်း1လို့ရိုက်မယ်ဆိုရင်96ခွန်ဒါမှမဟုတ်စီနီယံယူရင်လည်း96ခွန်ဒါအဲ့မှုစနစ်ကလေးနဲ့တွားမယ်နောက်ပရိတ်ကိုကြတော့ခွန်ဘိတ်9ဘိတ်1ဘိတ်ကပေါင်းရင်3လို့15ခွန်ခံထားတယ်အဲ့3နဲ့ဒီ10ပရိတ်နဲ့ပေါင်းရင်လည်း1လို့ရိုက်တယ်139ပဲသွားမှာပေါ့ဒါပထမက96ခွန်ရောဤလေအောင်ချင်းပြတာဖြစ်ပါတယ်နှစ်ခေါက်ပြခြင်းမရှိပါဘူးဒီတစ်ခေါက်ပဲရောပြတာဖြစ်ပါတယ်အဲ့မှာ9နောက်ပိတ်1နောက်ပေါင်း1လို့ဖြစ်ပြီးတော့တနည်း2နှစ်3နှစ်4နှစ်မှာလဲ9နောက်ပိတ်နောက်ပေါင်း30လို့ရိုက်တယ်139သွားမှာပေါ့အဲ့ဒီနှစ်ထဲမှာလဲကျွန်တော်တို့ခဏန်းတစ်ကွက်ထွက်တယ်အဲ့ဒီခဏန်းတစ်ကွက်ကလည်းကျွန်တော်တို့စီနီယံပဲပြေးထားတယ်ပေါ့အဲ့စီနီယံပြေးရခဏန်း4 5 3ကလည်းဒီ9မတ်တက်ဖြစ်ချင်းနဲ့တွားတာပေါ့ဒီ339တော့56ခွန်ဒီ9လို့ရိုက်ပြီးတော့ပရိတ်9နဲ့1နဲ့ပေါင်းရင်3ဖြစ်တယ်ပေါ့အဲ့အောက်ကကဏ္ဍတစ်ခွက်ကအဲ့ချိန်မှာတွားထွက်တာပေါ့453ဆိုပြီးတော့ဒီမှာ354အဲ့ဒါလည်းဒီကျွန်တော်ဒီဘက်မှာ453လို့တွားကြတယ်သူကြမဲ့ကြမှာလဲသူကတစ်နှစ်ကျော်မှာ9ပရိတ်ခံပြီးတော့ခွာ9လို့ရိုက်ထားတယ်အဲ့လိုရိုက်ပြီးတော့သူ့အထက်မှာပရိတ်4ပရိတ်9ပရိတ်8ဆိုပြီးတော့498လို့သတ်မှတ်တက်ရိုက်ပြီးမှရောဒီ453စီနီယံကိုထွက်တာအဲ့လိုထွက်မှကြမှာလဲပထမကတ်မှာတော့ဒီ3လုံးပေါင်းက1ခုဒုတိယကတ်မှာ3ညဆိုပြီးတော့ရိုက်ဖို့က5ခါပေါ့ဒီ3အပိတ်ရဲ့4အပိတ်ရဲ့4ထိပ်ကပေါင်းရင်လဲသတ်မှတ်တက်သွားမှာဒီ1ဖြစ်ချင်းကြောင့်အဲ့ဆို4 5ပိုင်အဲ့အောင်မှဒီ4ထိပ်စီက4ထိပ်သွားဒီ9အပိတ်က9ခါသွားပြီးတော့453ဆိုပြီးစီနီယံသွားတာလားဒီနှစ်ကမှာတော့ဒီပရိတ်နဲ့ဒီ3နဲ့ပေါင်းရင်လေ1လို့သူကမတ်တက်ရှုပ်သွားတယ်အဲ့ဆို453ဒီလိုတစ်ရှုပ်မယ်ဆိုလဲ453အဲ့တော့ဟိုဘက်နှစ်9ဒီ9ဖြစ်ခြင်းရဲ့အောက်ကဒီခဏနဲ့ဖြစ်တယ်ပေါ့အဲ့ခဏနဲ့ဖြစ်တယ်ပြောမယ်ဆိုတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်ဘယ်နှစ်10နှစ်9နှစ်မြောက်ပေါ့10နှစ်9နှစ်10နှစ်17နှစ်မြောက်တွားထွက်တာပေါ့
ပြောမယ်ဆိုတော့ဒါဒီကကျွန်တော်တို့ပေါင်းရင်း9နောက်ပိတ်ပေါင်းရင်း30အောင်မှာထွက်တာဖြစ်ပါတယ်4 5 3ဒီကျွန်တော်ရောက်ကကိုကြည့်မယ်ဆိုရင်လည်း1နှစ်2နှစ်3နှစ်4နှစ်မှာ9နောက်ပိတ်ပထမကမှာ9နောက်ပိတ်နောက်ပေါင်း1ဒုတိယကမှာ9နောက်ပိတ်နောက်ပေါင်း30တတိယကမှာ9နောက်ပိတ်နောက်ပေါင်း9ဆိုပြီးဖြစ်တဲ့ဒီနှစ်ထဲမှာရောကဏ္ဍတစ်ခွဲထွက်ပေးရမှာပေါ့အဲ့မှာဒီအချိန်မှာကျွန်တော်တို့လာကြိုက်တယ်ပေါ့အထက်က9ပရိတ်တွေမှာကြတော့မကြိုက်ဘူးပေါ့အဲ့တော့ဒီတစ်နှစ်သူ့ရဲ့တစ်နှစ်ကျော်မှာလည်း9ပရိတ်ခံထားတယ်သူ့အောင်မှာလည်းခွာ9လို့ရိုက်တယ်အဲ့လိုရိုက်ပြီးမှသူခွာ9ပရိတ်ရဲ့အထက်မှာခွန်ပရိတ်3ညပရိတ်4ပရိတ်ဆိုပြီးတော့ပေါင်းချင်း1လို့ပရိတ်3ခုပေါင်း1လို့ရိုက်ပြီးတော့1မှတ်တက်ရိုက်ပြီးတော့ဒီဘက်မှာထွက်အောင်အဲ့ထွက်မှကြမှာလဲကျွန်တော်တို့ကဒီ3ထိပ်ဒီ3ထိပ်နဲ့ဝင်မယ်ပေါ့ဒီနှစ်ပိတ်ဒီနှစ်ခါနဲ့ဝင်မယ်ဒါပထမကဒုတိယကကုတတိယကဒီအောင်အဲ့တိုင်းသွားမယ်ဆိုရင်ပေါ့ဒီကောင်ကျွန်တော်တို့ကပတ်လည်မဟုတ်ဘဲနဲ့စီနီယာနဲ့ဟိုတဲကနန်းစိုက်နဲ့သွားမယ်ပေါ့အဲ့ဒါကိုစီနီယာနဲ့သွားမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီဘက်17နှစ်မြောက်ကကနန်းတစ်ခွက်က2019နဲ့မှာပေါ့ဒီလိုကိုဖြစ်တဲ့အောက်ကကနန်းတစ်ခွက်ကိုကျွန်တော်ကစီနီယာကြည့်မယ်ဆိုရင်4 5 3လဲထိုးလို့ရတယ်ဒါပေမဲ့3နှစ်အတွင်းပါ3နှစ်အတွက်ပါဒီမှာ3နှစ်ခွန်လဲရှိတယ်ပြီးရင်ဒီမှာ3နှစ်4ဆိုပြီးတော့အဲ့ကောင်တတိယဒါကျွန်တော်မမကနန်းအဖြစ်နှစ်3 4စီနီယာကိုပိုးကြိုက်တယ်ပေါ့ဒါပေမဲ့3ခွက်ရှိရအောင်3ခွက်လုံးကျွန်တော်တို့ကထည့်ထိုးရမှာဖြစ်ပါတယ်အရင်အောင်အဲ့မှာဒီ3ထိပ်က3ထိပ်ကြနှစ်ပိတ်ကနှစ်ခါနဲ့ကြပြီးတော့ဒီပရိတ်က4ဖြစ်နေတဲ့အတွက်4နဲ့9နဲ့ပေါင်းမှ1ဖြစ်မှာဒီပရိတ်3ခုပေါင်း1ဖြစ်လို့မလို့ဒီပရိတ်နဲ့ဒီနောက်ပိတ်နဲ့ပေါင်းရင်ဒီ1ဖြစ်ပြရမှာပေါ့အဲဆိုရင်3နှစ်9လို့လဲထိုးရတယ်ဒါ2019ခုနှစ်ကကနန်းတစ်ကွက်ကိုဒီမှာပို့ရမှာပေါ့ရော3နှစ်4လို့ပို့မယ်ဆိုရင်လည်းပို့ကြိုက်တယ်ပေါ့အဲ့မှာပထမကမှာကျွန်တော်တို့ကဒီလိုအခွေပေါင်းရင်းတွေက1လို့ကတ်တယ်ဒုတိယကမှာ3ညလို့ကတ်တယ်ခုတတိယကမှာ9လို့ကတ်ဖို့က2ခါပဲနောက်ဒီလို6ပိတ်ဒီလို2ပိတ်ဒီ3ထိပ်နဲ့ပေါင်းရင်းလေ1မှတ်တက်သွားမှာဒီ1ဖြစ်စဉ်ကြောင့်အဲ့တော့ဒီကကျွန်တော်4 6 2ဆိုပြီးတော့ပေါင်းခြင်း2 6 4ဆိုတဲ့နှစ်ကဒီက9ပရိတ်နဲ့ပေါင်းမှကျွန်တော်တို့က3ည9ဖြစ်အောင်သူပရိတ်နဲ့ကြာရင်တော့သူကမကြိုက်တာပေါ့2 6 4ဆိုနှစ်နဲ့ခွန်နဲ့ပေါင်းမှဖြစ်မှာပေါ့ဒီကောင်ပရိတ်ကတော့မကြိုက်တာအဲ့တော့ဒီ3နှစ်4စီနီယံကျော်ပေါ့4 5 3စီနီယံကျော်အဲ့3ခွက်ပေါ့ရဒီကောင်ပေါင်းချင်းကကျွန်တော်တို့စိုက်ရောသွားတာပေါ့ဒီကောင်ပေါင်းချင်းကတော့ဟိုဘက်မှာကျွန်တော်တို့ခွန်ပရိတ်နဲ့ယူမယ်ဆိုရင်တော့ဒီ2019မှာကျွန်တော်တို့ခွန်ပရိတ်နဲ့ယူမယ်ဆိုရင်ရှိရပေါ့စိုက်ကသွားရောတော့656တို့ပါတော့1 4 2တို့ခွန်ပရိတ်နဲ့ယူရင်တော့ဒါတစ်ပင်စိုက်နဲ့ကျွန်တော်ရောသွားလို့အဲ့တော့ဒီ3နှစ်4 3နှစ်ခွန်4 5 3အဲ့ဒီအောင်မှာဒီ3နှစ်4ကတတိယအကြိုက်ကနန်းပေါ့အဲ့မှာကျွန်တော်အဲ့ဒီမှာ3နှစ်ခွန်ပါရဲ့3နဲ့2နဲ့အတွက်ဆိုရင်2019ခုနှစ်မှာကျွန်တော်တို့ဒီမှာ2019ခုနှစ်မှာဒီ4 5 3စီနီယံထိုးရတယ်ဒီမှာ3နှစ်ခွန်ထိုးလို့ရတယ်3နဲ့2နဲ့ပါ3နဲ့2နဲ့ပါပြီးတော့စီနီယံဖြစ်ရမှာဆိုရင်တော့ဒီကနန်းပေါ့ဒီပရိတ်နဲ့အောက်ကအပိတ်နဲ့ပေါင်းရင်1မှတ်သက်ချုပ်မှာဆိုတော့3နှစ်ခွန်ပေါ့အားလုံးပဲဒီလောက်ပါပဲဗျ
ကောင်းပါစေကျွန်တော်အနေနဲ့ကတော့ဒီဘတ်တွေလည်းတစ်ခွက်ကောင်းကိုညဝေပေးမှာဖြစ်ပါတယ်စောစောလေးပဲတွေ့လန်းကြပါတစ်ခွက်ကောင်း site ကလေးကတော့ကျွန်တော်တို့ပုံမွေးနဲ့တိုက်ဆိုင်တဲ့ကတ်ကလေးဖြစ်ပါတယ်ဒီမွေးကနန်းတွေကကျွန်တော်တို့ကြာဖို့ချိန်နီးလာပါပြီအားလုံးပဲဒါတတိထားပြီးတော့စောင့်ပြီးတော့ထိုးကြဖို့လို့နှစ်ခွန်ဆိုရင်နှစ်ခွန်ကလည်းဒီဘတ်ဆက်ထိုးရမှာပါပေါင်းရင်3ဖြစ်နေတဲ့အတွက်အားလုံးပဲကံကောင်းကြပါစေဗျ